mobile phone တွေပေါ်မှာ PS2 game တွေကိုကျွန်တော်ငယ်တော့ဆော့ခဲ့တဲ့ PS2 game တွေကိုဆော့ကျင်နေဆိုလို့ရှိရင်ဆော့လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ကျွန်တော်ကတော့အနည်းလမ်းတွေတစ်ခုဖြစ်တဲ့ဒီ PS2 emulator လေးအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ဆော့လို့လည်းအဆင်ပြေပါတယ် controller နဲ့လည်းဆော့လို့ရတယ်ဒီတိုင်းပဲဆော့ဝဲမှာပါတဲ့ကိုရိုခရိုတင်နဲ့ဆော့မယ်ဆိုလို့ရှိရင်လည်းဆော့လို့ရပါတယ်ခင်ဗျဆက်လောက်စီးလိုက်ပါနော်တို့ရတဲ့ ISO တွေတွင်းရတယ်တွင်းပြီးဒါလေးတွင်းပြီးလို့ရှိရင်ဂိမ်းတွေမှာအခုဒါကျွန်တော်ထည့်ထားတဲ့ဂိမ်းတွေပေါ့နော်ချိန်တဲ့ဂိမ်းတွေယူပြီးဆော့လို့တော့ရပါတယ်အကုန်လုံးအဆင်ပြေပါတယ်ဒါဘောလုံးဂိမ်းလေးကျွန်တော်စမ်းပြပေးပါမယ်ကျွန်တော်လည်းကြော်တဲ့ထင်ဆိုရတဲ့ဒီကနေ့လူလေးပေါ့ဒီကနေ့လူလေးဆော့ထားတယ် to the keeper and go again ဆေးရ De Paul ဆုံးကောင်းကောင်းတယ်ဒီပြီးတော့ရုပ်ထပ်ပေးချီပါခင်ဗျာဘလို့ဒါလေးကိုဆော့ကျင်တယ်ဆိုလို့ရှိရင်လုံနည်းလေးပြပြပေးပါမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ